ဒီနေ့ကဒီမှာပုံစံနံပါတ်2ကလေးကိုသွားမယ်အဲ့တော့ဒီမှာ3က2ခုပေးထားတယ်ပြီးရင်သူ့ရဲ့ခေါင်းစဉ်မှာကိုကပြောထားတယ်3က2ခုကတစ်ထပ်တည်းဖြစ်တယ်လို့ပြောထားတယ်အဲ့ဒါဆိုရင်သိရမှာဒီ3ကนี่တစ်ထပ်တည်းဖြစ်တယ်ဆိုရင်သူတို့ရဲ့ light pad အနားရဲ့အလျားတွေတူညီတယ်ပြီးရင်နောက်တစ်ခုက light pad down တွေရဲ့ပမာဏတွေတူညီတယ်ဆိုတာကိုသိထားရင်ရပြီဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာ DEF ဒီ3ကန်လေးရဲ့အနာအလျားကိုရှာခိုင်းတယ်ပြီးရင်နောက်ကဒီမှာမပေးထားတဲ့ down T နဲ့ down E ရဲ့ပမာဏကိုရှာခိုင်းတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဘယ်အနာကြီးက light pad အနာကြီးဖြစ်ပြီးတော့ဘယ် down တွေက light pad down တွေဖြစ်မလဲဆိုတာကိုသိရင်ရပြီဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်ပုံယူပြောင်းပြန်လဲမလန်တက်ဘူးဘလို့လောက်ရမလဲဘလို့ကြည့်ရမလဲမသိဘူးဆိုရင်ဒီမှာလွယ်လွယ်လေးနီးရှိတယ်โอเคနော်အဲ့ဒါဆိုရင်ဒီမှာကြည့်မယ်ဒီမှာ60 degree လို့ပေးထားတယ်ဒီပုံမှာလည်းတစ်ခုတည်းပဲပေးထားတယ်60 degree တောက်အဲ့ဆိုရင်ဒီတောင်းရဲ့မျက်နှာချင်းဆိုင်အနာကိုလှမ်းကြည့်လိုက်ဟုတ်ပြီနော်အဲ့တော့ဒီ60 degree တောင်းရဲ့မျက်နှာချင်းဆိုင်အနာဒီ DE ဆိုတဲ့အနာဖြစ်နေဟုတ်ပြီနော်အဲ့ဆိုရင်ဒီမှာလည်း60 degree အဲ့တော့ဒီ60 degree ရဲ့မျက်နှာချင်းဆိုင်အနာကကျတော့ဒီမှာဆိုရင် BC အဲ့ဆိုရင် BC အနာနဲ့တစ်ထပ်တည်းကြပြီး light pad တဲ့အနာကဘယ်အနာဖြစ်မယ်ဆိုရင် DE လို့ပဲခေါ် ED လို့ပဲခေါ်ကြိုက်တယ်လို့ခေါ်လို့ရတယ်နော်အဲ့တော့ဒီမှာ BC လို့ခေါ်တာတော့ဒီမှာ ED လို့ခေါ်လိုက်ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီအနာကဘယ်လောက်ဖြစ်သွားမလဲဆိုရင် 3.6 cm ဟုတ်ပြီနော်တော့ဒီမှာမြင်အောင် 3.6 cm ရေးပေးထားတယ်အဲ့ဒါဆိုရင်ဒီမှာအနာနှစ်နာကျန်မယ်ဒီအနာရဲ့ဒီအနာရဲ့အော်ဒီဘက်မှာကျန်တာလဲဒီမှာနော် AB အနာနဲ့ AC အနာကျန်တယ်အဲ့ဒါဆိုရင်အနာနှစ်နာမှာကြည့်လိုက် AC အနာကပို့ပြီးတိုးတယ်တွေ့လားအော်ဒီမှာကျန်တဲ့ဒီအနာနှစ်နာမှာလဲ EF ကပို့ပြီးတိုးတယ်နော်အဲ့ဒါဆိုရင်ဒီမှာ EF နဲ့တစ်ထပ်တည်းကြားတဲ့အနာကဘယ်အနာဖြစ်မလဲဆိုရင် AC အနာဟုတ်ပြီနော်အဲ့တော့ AC က3 cm ဖြစ်တဲ့အတွက် EF ကလည်းဘယ်လောက် cm ဖြစ်မလဲဆိုရင်3 cm ဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုဒီမှာကျန်တဲ့အနာနော် FD ပဲခေါ်DF ပဲခေါ်အဲ့တော့သူကကြတော့ဘယ်အနာနဲ့တစ်ထပ်တည်းကြားမလဲဆိုရင် AB ဆိုတဲ့အနာနဲ့တစ်ထပ်တည်းကြားမယ်အဲ့တော့ AB က4 cm ဆိုတော့ဒီမှာ DF ဆိုတဲ့အနာကဘယ်လောက်ဒီ cm ဖြစ်မလဲဆိုရင်4 cm ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးလေးရသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှင်ဒီမှာလေးတစ်ခုတိရမှာကဒီမှာဆိုရင် light pad အနားကိုရှာလို့ရပြီဆိုရင် light pad တောင်ကိုရှာလို့ရပြီ60 degree ကတော့ရှာပြီးသားပဲအဲ့ဒါဆိုရင်ဒီမှာ3 cm မြင်နော်ဒီဘက်မှာက3.6အဲ့တော့3 cm နဲ့ 3.6 ရဲ့ကြားမှာရှိတဲ့ဓာတ်ဟုတ်ပြီနော်ဒီမှာ down E ဆိုရင်ဒီမှာ3 cm 3.6 ကြားမှာရှိတဲ့ down ဒီ down C အဲ့ဒါဆိုရင် down C ဒီဘယ်တောင်းနဲ့တစ်ထပ်တည်းကြာလဲဆိုရင် down E နဲ့တစ်ထပ်တည်းကြာတယ်အဲ့ဒါဆိုရင် down E ကဘယ်လောက်ဒီဂရီဖြစ်သွားမလဲဆိုရင်84ဒီဂရီဖြစ်ပြီးနောက်ဆုံးကျန်တဲ့ down D ဒီမှာရှိတဲ့ down B နဲ့တစ်ထပ်တည်းကြာတော့46ဒီဂရီဖြစ်မယ်ဟုတ်အဲ့တော့အချိန်ဘယ်လောက်မှဆိုလို့အမြန်ပြောလိုက်ရတဲ့အတွက် sorry ပါရှင်နားမလည်ရင်ပြန်မေးလို့ရပါတယ်